한편 뜻말레베 최근에는 제가 레틀로 마가요 뜻말레베 레틀로 그들로 마스로시니 디자인과 기능을 디자인의 기능 니비냐고 니비냐 소리가 features တွေပေါ့နော်ကိုဘယ်လိုမျိုး features တွေကိုလိုချင်လဲဘယ်လို design ကိုလိုချင်လဲတကူလက်တလုံးမှာတကူနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ design နဲ့ဒီနေ့ features တွေကိုဆိုပြီးကြတယ်ဝယ်တဲ့သူ customer ရဲ့စားသုံးလိုက်တဲ့သူဒီမှာတော့စားသုံးသူဆိုတာထက်ဒီတာကိုအသုံးပြုတဲ့သူလို့ပြောမှာပေါ့နော်ဝယ်တဲ့သူပေါ့အဲ့ဒီဝယ်တဲ့သူရဲ့ customer ရဲ့ချွေးရငယ်အကြိုက် customer ရဲ့အကြိုက်ကိုလိုက်ပြီးတော့ matchun အဲ့ဒီ customer ရဲ့အကြိုက်ကို matchun လိုက်ပြီးတော့ညှိပြီးတော့ bespoke ဆိုတာကကြတော့သူကဘာလို့ပြောချင်တာလဲဆိုလို့ရှိရင်ဒီ customer အကြိုက်ပြုလုပ်ထားတဲ့စိတ်ကြိုက်ပြုလုပ်ထားတဲ့ပစ္စည်းပေါ့နော်အဲ့ဒီလိုမျိုးပြောရမယ် customer service လို့ပြောရတာပေါ့စိတ်ကြိုက်ပြုလုပ်ထားတဲ့가전 제품들이ဒီအိမ်သုံးချက်စိတ်ပစ္စည်းတွေက출시돼요ထုတ်ဝေလာပြီးတော့တဲ့နော်ဒီလိုမျိုး customer အကြိုက်လုပ်တဲ့ design ကိုရွေးလို့ရတယ်ကိုဘယ်လို features တွေလိုချင်တာလဲဥပမာဆိုလို့ရှိရင်hint ချက်တာတွေကိုပြောပြပေးရ features လိုချင်တာလားစရင်းမှတ်တာကိုပြောပြရ features လိုချင်တာလားဒါမှမဟုတ်ရင်ဒီတက်တန်းကွန်ဆိုရက်ကိုပြောပြရ function တွေလိုချင်တာလားတကယ်လို့ကိုမလိုချင်ဆိုရင်ဘယ်လို function တွေမလိုချင်ဘူးဘယ်လို function တွေထည့်ချင်ပါတယ်ဒီလို features တွေပေါ့နော်အဲ့ဒါတွေကိုစိတ်ကြိုက်ရွေးလို့ရတယ် customer ကစိတ်ကြိုက်ရွေးလို့ရတယ် bespoke လုံးဝ customer စိတ်ကြိုက်ပြုလုပ်ထားတဲ့အရာပေါ့နော်အဲ့ဒီလိုမျိုး 가전 제품들이ဒီ customer စိတ်ကြိုက်ပြုလုပ်ထားတဲ့အိမ်သုံးချက်စိတ်ပစ္စည်းတွေက출시돼요ထုတ်ဝေလာပြီးတော့한국 제품의ဒီကိုရီးယား 제품 ထုတ်ကုန်တွေရဲ့ 인지도를 လူကြိုက် 인지도ဆိုတာကကြတော့ဒီလူသိများမှုပေါ့နော်လူသိများမှုလူစိတ်ဝင်စားမှုကို더욱ပို့ပြီးတော့높이고 있습니다မြင့်တင်နေပါတယ်ပြောရင်တော့လူကြိုက်များနေတယ်ပေါ့နော်ဟုတ်ပြီဆိုတော့ဒီ bespoke 냉장고는 customer စိတ်ကြိုက်ပြုလုပ်ထားတဲ့ 냉장고ရေးခဲ့တဲ့တာကတော့တဲ့세상အယောင်과ဆိုတာကနဲ့အယောင်နဲ့소재뿐만 아니라 customer စိတ်ကြိုက်ပြုလုပ်ထားတဲ့ရေးခဲ့တဲ့တာဆိုလို့ရှိရင်အယောင်နဲ့소재ဆိုတာကကြတော့ဘာလို့ပြောရလဲဆိုရင်ဒီပစ္စည်းအမျိုးအစားပေါ့ဥပမာဆိုရင်ကိုကဘယ်လိုရေးခဲ့တဲ့တာလို့ထင်တာလဲကော်နဲ့လုပ်ထားရလားတန်းနဲ့လုပ်ထားတာလား plastic နဲ့လုပ်ထားရလား fiber နဲ့လုပ်ထားတာလားဘယ်လိုအသားမျိုးနဲ့လိုချင်တာလဲပေါ့နော်ဘယ်လိုပုံစံမျိုးဘယ်လိုပစ္စည်းအမျိုးအစားကိုလိုချင်တာလဲအဲ့ဒီလိုပစ္စည်းအမျိုးအစားကို소재လို့ခေါ်တယ်ဟုတ်ပြီနော်ဒီ customer စစ်နင်းချမ်းကိုရေးခဲ့တဲ့တာတွေဆိုလို့ရှိရင်တဲ့시상과 소재အယောင်နဲ့소재ဒီပစ္စည်းအမျိုးအစား뿐만 아니라ဒီဓာတ်တွေမဟုတ်ဘူးတဲ့냉동실과 냉장실အခဲခန်း 냉장실အေးခန်းရေခဲကြမှာဆိုအခဲခန်းအေးခန်းရှိတယ်ပေါ့နော်ဒီအခဲခန်းတွေအေးခန်းတွေရဲ့ 위치 တည်နေရကိုဘယ်နေရာမှာထားချင်တာလဲအခဲခန်းအပေါ်ထားချင်တာလားအောက်ထားချင်တာလားဘေးဘက်ထားချင်တာလားဘယ်လိုပုံစံလေးထားချင်လဲပေါ့နော်အဲ့ဒီဟာတွေတည်နေရကိုတဲ့ဆိုပြီးကြပါဒီဝယ်ယူလိုက်တဲ့သူ customer က선택할 수 있고ရွေးချယ်လို့ရပြီးတော့제균 및 탈취 기능ဒါကဒီမှာ 및ဆိုတာကနှစ်ကိုပြောချင်တာ제균ဆိုတာကကြတော့သူကဘာကိုပြောချင်တာလဲဆိုရင်ဘက်တီးရီးယားတွေကိုဖယ်ရှားပြီးရပေါ့နော်ဘက်တီးရီးယားတက်ပြီးတာ탈취ဆိုတာကကြတော့ဒီအနံဆိုးတွေမကြိုက်တဲ့အနံတက်တွေကိုဖယ်ရှားပြီးတယ်ပေါ့နော်အနောက်ကဂီနင်းနဲ့ကပ်လိုက်နေဆိုအဲ့ဒီလှုပ်ဆောင်ချက်제균 기능ဆိုရင်ဘက်တီးရီးယားတွေကိုတက်ပြီးတယ်ဘက်တီးရီးယားတွေဖယ်ရှားပြီးတယ်လှုပ်ဆောင်ချက်탈취 기능ဆိုလို့ရှိရင်မကြိုက်တဲ့အနံတက်တွေကိုဖယ်ရှားပြီးတဲ့လှုပ်ဆောင်ချက်အဲ့ဒါကိုပေါင်းပြီးတော့ 제균 및 탈취ဆိုပြီးတော့ရေးထားတာပေါ့နော်ဒီမှာဘက်တီးရီးယားတွေကိုဖယ်ရှားပေးတာနဲ့မကြိုက်တဲ့အနံတက်တွေကိုဖယ်ရှားပေးတဲ့လှုပ်ဆောင်ချက်တွေဒါမှမဟုတ်တဲ့ showcase ဖုံးဖာလို့ပြောတာလေ showcase ဆိုတာကကြတော့သူကဘာကိုပြောချင်တာလဲဆိုရင် showcase ဆိုတာကကြတော့ဒီနေရာမှာပြောမယ်ဆိုလို့ရှိရင်ပေါ့နော်အဆင့်တွေလို့ပြောမှာပေါ့ရေခဲတက်တာညီမလေးတချို့အဆင့်တွေပါတယ်ပေါ့နော်ဒါအချို့ဒီဘာရောင်းနေဆိုင်တို့ဒီမှာဆိုလို့ရှိရင်เนาะဒီပစီရေခဲတက်တာတို့ဒီကိုကာကိုလာရေခဲတက်တာတို့အဲ့လိုပုံစံလေးတွေလေတွေ့ဘူးရမှာလားဒီလိုရေခဲတက်တာတွေနောက်ပြီးလို့ရှိရင်ဒီကိတ်မုတ်လေးတွေထားကိတ်မုတ်ရောင်းနေရေခဲတက်တာမျိုးဆိုလို့ရှိရင်တွေ့ဘူးကြပါလိမ့်မယ်မှန်ပေါင်လေးတွေနေပေါ့နော်အဲ့ဒီမှာအဆင့်လေးတွေရှိတယ်ပေါ့အဲ့ဒီအဆင့်လေးတွေကိုပြောချင်တာ
ဒီရေခဲတရာတွေမှာထည့်ရတယ်အဆင့်လေးတွေကိုပြောချင်တာပေါ့နော်အဲ့ဒီအဆင့်လေးတွေရဲ့ထပ်ကျဲရောဘူးအဲ့ဒီအဆင့်လေးတွေကိုတဲ့ထပ်ကျဲဆိုတာကတက်စင်တာဒီအနောက်ကရောဘူးဆိုတာကကြတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်လုတ်တယ်မလုတ်ဘူးရှိတယ်မရှိဘူးပါတယ်မပါဘူးဒီမှာထပ်ကျဲရောဘူးဆိုတာကတက်မလားမတက်ဘူးလားနော်ဒီလိုအဆင့်လေးတွေကိုတက်မလားမတက်ဘူးလားတက်မတက်ကိုပေါ့နော်ဆိုပြီးကြကcustomer ကဒီဝယ်လိုက်တဲ့သူက결정 할 수 있습니다. ဆုံးဖြတ်လို့ရပါတယ်ကိုတက်ချင်တက်မယ်ကိုတက်ချင်မတက်ဘူးပေါ့နော်အဲ့တော့ကိုကဘလူးနီးပညာတွေကိုလိုချင်တာလေဘက်တီးရီးယားပိုးမွားတွေကိုဖေရှားချင်လားဒီဘက်တီးရီးယားပိုးမွားဖေရှားရဲ့နီးတွေကိုfeatures တွေကိုထည့်ထားချင်လားနောက်ပြီးတော့ကိုမကြိုက်တဲ့အနံ့တွေကိုဖေရှားပေးတဲ့ features တွေကိုထည့်ချင်လားနောက်ပြီးလို့ရှိရင်ဒီပေါ့နော်ကိုလိုတယ်လို့ကိုရဲ့စိတ်တိုင်းကြောက်ကိုသူတို့ကလှုပ်ပေးတယ်ဒီလိုမျိုးနောက်ပိုင်းကိုစိတ်တိုင်းကြလှုပ်ပေးတဲ့အိမ်လုံးရက်စစ်ပစ္စည်းတွေကလည်းအများကြီးထုတ်လုပ်နေပါပြီတဲ့နားလည်ပြီနော်ဟုတ်ပြီဆိုတော့ဒါလေးကိုနားလည်မယ်လို့ထင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုနဲ့ထပ်ပြီးတော့တွေ့ပါမယ်